လူချင်းတို့ခမရဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်သူများထက်သာဖို့လိုတယ်သူများထက်သာဖို့ကျွန်တော်ခဏပြောတယ်မသိမသာဆိုတဲ့မြန်မာစကားရှိတယ်မသိရင်မသာဖြစ်ပြီဆဲတာမဟုတ်ဘူးနော်မသာတာနည်းနည်းသိရင်နည်းနည်းသာမယ်များများသိရင်များများသာမယ်မသိရင်တော့သူများထက်မသာဘူးဒါကြောင့်ကျွန်တော်တို့ကသူများထက်တိတိတတ်တာဖြစ်အောင်ကြိုးစားအားထုတ်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကသုံးသက်ပြီးတော့ကြိုးစားမှာဖြစ်တယ်သုံးသက်တယ်ဆိုတာဘာလဲသုံးခုကိုတတ်ချတာဖြစ်တယ်လေဘင်းညပြီးတတ်တာမဟုတ်ဘူးနော်လူတိုင်းမှာပါရှိတယ်အဲ့သုံးခုကလောဘဒေါသမောဟလူတိုင်းမှာအတိုင်းတာတစ်ခုတည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလဲခဏပဲတတ်ချလို့ရမှာအဲ့လောဘဒေါသမောဟကိုခဏတတ်ချလိုက်တဲ့အချိန်မှာမြင်ကွင်းကရှင်းသွားတယ် crystal clear ဖြစ်သွားအဲ့အချိန်မှာဆုံးဖြတ်ချက်ကိုကွက်ခနဲချလိုက်ဆုံးဖြတ်ချက်မှန်သွားရင်ဘဝမှာဒါကိုအကောင့်ထဲဖော်နိုင်တော်တော်အောင်မြင်နေပြီးရင်လူဆိုတော့လောဘဒေါသမောဟအတိုင်းတာတစ်ခုတည်းပြန်ရှိမှာပဲရှေးလူကြီးတွေပြောတယ်သုံးသက်၍ဆုံးဖြတ်ပါဆိုတာဘာသုံးကိုတတ်ချခိုင်းတာလဲလောဘဒေါသမောဟဒါကြောင့်လာမယ့်မြန်မာနှစ်သစ်မှာလူချင်းတို့အနေနဲ့သုံးသက်ပြီးတော့မှဆုံးဖြတ်ချက်တွေမှန်ကန်ပြီးတော့သူများထက်တိတိတတ်တာဖြစ်အောင်